operating system ဆိုတာဘာလဲဘယ်လိုလုပ်လဲကျွန်တော်အခုမြင်နေတဲ့အတိုင်းပေါ့နော် operating system ဆိုတာကကျွန်တော်တို့ဗာလဲ system software ဖြစ်တယ် hardware နဲ့ software တွေရဲ့ resource တွေကို manage လုပ်တယ်ပေါ့နော် okay OS ရဲ့အလုပ်လုပ်ပုံကျွန်တော်မပြောခင်ပါပေါ့နော်ကျွန်တော်တို့ operating system မှာကျွန်တော်တို့ group နှစ်ခု꿰တယ်ပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ window ပေါ့နော် window မှာဆိုကျွန်တော် window 10တို့ window 11ပေါ့နော် window 8စသဖြင့်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ linux ပေါ့နော် linux ကိုတချို့သိရတဲ့သူတွေရှိရမသိရတဲ့သူတွေရှိရပေါ့နော် linux မှာကျတော့ကျွန်တော်တို့ကubuntu ရှိမယ် sun os ပေါ့နော် fedora တို့ပါတော့ပေါ့နော်ဒါကျွန်တော်ဟိုလက်လမ်းမိတော့နှစ်ခုသုံးခုပေါ့နော်ကျွန်တော်ပြတာဒီနေ့အပြင် windows os နဲ့ linux os ပေါ့နော်ကျွန်တော်ပထမအဆုံးဒီ OS ရဲ့အခန်းကဏ္ဍကိုပေါ့နော်ကျွန်တော် intro အနေနဲ့ကျွန်တော်ပုံလေးနဲ့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ကျွန်တော်တို့မှာ hardware ရှိရပေါ့နော်အဲ့ဒီ hardware ကိုဘယ်သူကအသုံးချလဲဆိုတော့ကျွန်တော်တို့ user အသုံးချရပေါ့နော် user hardware ကိုတိုက်ရိုက်အသုံးချလို့ရလားဆိုတော့ကျွန်တော်မရဘူးကျွန်တော် application ရဲ့အကူအညီတစ်ခုယူရတယ်ပေါ့နော်အဲ့မှာ application ရောကျွန်တော်တို့ hardware ကိုတိုက်ရိုက်ခိုင်းလို့ရလားဆိုတော့မရဘူးပေါ့နော်ကျွန်တော်တို့ OS ရဲ့အကူအညီယူရတာပေါ့နော် OS ကနေမှကျွန်တော်တို့ hardware ကိုခိုင်းနေပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က hardware တွေတက်ဆင်ပြီးတဲ့အခါမှာကျွန်တော်တို့ Windows တင်ရတယ်ပေါ့နော် Windows တင်တဲ့လုပ်တယ်ပြီးတော့မှကျွန်တော်တို့သုံးနေတဲ့ software တွေပေါ့နော်စာရေးဆိုလဲစာရေးပေါ့နော် Microsoft Word ဖြစ်ပေါ့နော်ထည့်မယ်ဓာတ်ပုံဆိုလဲဓာတ်ပုံပြင်တဲ့ software ထည့်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့က user application ကိုသုံး application ကနေမှတစ်ဆင့်ကျွန်တော်တို့ OS ကိုပြောOS ကနေမှတစ်ဆင့်ကျွန်တော်တို့က hardware ကိုခိုင်းပါတော့အဲ့ကနေမှကျွန်တော်တို့က hardware ကနေပြီးတော့ OS ကိုသတင်းချက်လက်ပြန်ပို့ OS ကနေမှတစ်ဆင့် application ကိုပြန်ပို့ application ကနေမှကျွန်တော်တို့ user ရှိကိုရောက်တယ်ပေါ့နော်ကျွန်တော်တို့ဒီလောက်တည်ရင်ပြည့်စုံပြီလားဆိုရင်ကျွန်တော်တို့မပြည့်စုံသေးဘူးပေါ့နော်ကျွန်တော်တို့ OS ရဲ့သူ့ရဲ့နောက်ကွယ်မှာကျွန်တော်တို့ဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုသေးတယ် OS ကနောက်ကွယ်မှာအခုလိုမျိုးလုပ်ငန်းကိုလုပ်တယ်ပေါ့နော်နံပါတ်1ကကျွန်တော်တို့ processor resource ကို manage လုပ်တယ်နံပါတ်2က memory resource ကို manage လုပ်တယ်နံပါတ်3ကကျတော့ storage resource ကို manage လုပ်တယ်ပေါ့နော်နံပါတ်4က IO ကို manage လုပ်တယ် input output ပေါ့နော်နံပါတ်5ကတော့ကျွန်တော်တို့ UI ပေါ့နော်graphic user interface ပေါ့နော် user interface တွေကိုကျွန်တော်တို့ establish လုပ်ပေးတယ်အဲ့ဒါတွေကိုကျွန်တော်တစ်ခုချင်းစီကိုကျွန်တော်အသေးစိတ်ပြောပြရမယ်နော်လက်ရှိကွန်ပျူတာ service လုပ်နေတဲ့သူတွေနဲ့လုပ်ဖို့ရည်ရွယ်ထားတဲ့သူတွေအနေနဲ့ပေါ့နော်ဒီ process တွေကိုမဖြစ်မနေသိထားတဲ့ကွန်ပျူတာမှာအရေးကြီးတဲ့နေရာရပ်တည်နေတဲ့ CPU ဆိုတာရှိတယ်ကျွန်တော်တို့ processor လို့လည်းခေါ်တယ်နောက်တစ်ခုကတော့ memory ဆိုတာရှိရပေါ့နော်ကျွန်တော်တို့ကွန်ပျူတာတစ်လုံးစဖွင့်လိုက်တာနဲ့ CPU က line နေလွှတ်တယ်အဲ့ line တွေကိုဘာကြောင့်လွှတ်တာလဲဘလို့ပုံစံနဲ့လွှတ်တာလဲကျွန်တော်သိဖို့လိုတယ်ကျွန်တော်ကွန်ပျူတာမှာလုပ်နေတဲ့အရာမှန်သမျှပေါ့နော်အဲ့ဒါကိုကျွန်တော် process လို့ခေါ်တယ်keyboard နဲ့စာရိုက်နေရဖြစ်ဖြစ် gain ဆော့နေရဖြစ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော် process လို့ခေါ်တယ်အဲ့ဒါတွေကို CPU ကတွက်ချက်တဲ့နေရာမှာကျွန်တော်က process အကြီးသေးပုံမူတည်ပြီးတော့အချိန်လိုတယ်ဥပမာကျွန်တော်တို့လူတွေအနေနဲ့ဆိုလို့ရှိရင်2နဲ့ပေါင်းရင်ကျွန်တော်တို့4ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ချက်ချင်းပြောနိုင်တယ်ပေါ့နော်ကျွန်တော်ကခုကဏ္ဍနဲ့ခုကဏ္ဍလေးပေါင်းတာဆိုတော့လीနော်ကျွန်တော်တို့အသက်အရွယ်နဲ့ knowledge အရာပေါ့ကျွန်တော်တို့ချက်ချင်းအဖြေထုတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က659နဲ့931ကိုမြောက်ပါဆိုရင်တော့ကျွန်တော်မလွယ်တော့ဘူးပေါ့နော်အချိန်တခုကျွန်တော်တို့လိုလာပြီပေါ့နော်ဥပမာကျွန်တော်တို့ run လိုက်တဲ့software ဒါမှမဟုတ် process ပေါ့နော်အဲ့တခု run လိုက်ရင်ကျွန်တော်တို့အဲ့ဒီ process က memory ပေါ်တက်လာပြီပေါ့နော်ဒီဘက်ကနေပြီးတော့ကျွန်တော် line လေးလွှတ်ထားမယ်အဲ line အလုံးလောက်ရလို့ရှိရင်ကျွန်တော် CPU ပေါ်တက်မယ်တွက်ချက်မယ်အဖြေပြန်ထုတ်ပေးမယ်ပေါ့နော် process ကကြီးရဆိုရင်သူ့အတွက်လိုအပ်တဲ့ line အရေအတွက်ကလည်းကျွန်တော်များလာမယ်ပေါ့နော် CPU ရဲ့ line တွေကိုကျွန်တော်တို့ဘာနဲ့တွက်လဲဆိုရင် hash နဲ့တွက်တယ် line ကုန်းတစ်ခုနဲ့ကျွန်တော်တို့ဒီ line ကွက်တစ်ခုပေါ့နော်ပေါင်းရင်ကျွန်တော်တို့1 hash လို့ခေါ်တယ် CPU တစ်လုံးဝယ်လို့ရှိရင်သူ့မှာကျွန်တော် speed လို့ခေါ်တဲ့ hash အရေအတွက်ကပါလာတယ်ပေါ့နော်ဥပမာကျွန်တော် 3GB ရှိရဲ့ CPU ပေါ့နော် 3GB CPU ဆိုရင်သူ့ရဲ့ line အရေအတွက်ကကျွန်တော်တို့တန်းပေါင်း3000လောက်ရှိမယ်ပေါ့နော်ဥပမာကျွန်တော် Microsoft ကိုဖွင့်တယ်ပေါ့နော်အဲ့ဒီ Microsoft ကကျွန်တော် memory ပေါ်တက်လာမယ် Word က line ပေါင်း3000လိုတယ်ပေါ့နော် Microsoft တော့ line ပေါင်း3000လိုလဲဆိုရင်ဒီဘက်က CPU ကလိုအပ်တဲ့3000ရှိလားရှိရင် CPU ဘက်ကိုကျွန်တော်တို့ flow ဖြစ်သွားမယ်ပေါ့နော် flow ဖြစ်ပြီး CPU ကတွက်ချက်ပြီးတော့အဖြေပြန်ထုတ်ပေးမယ်ပေါ့ကျွန်တော် line ကုန်းတစ်ခုနဲ့ line ကွက်တစ်ခုပေါင်းရင်ဒီမှာ1 hash လို့ခေါ်တယ်လို့ကျွန်တော်ပြောရပေါ့နော်ရှေ့မှာကျွန်တော်ပြောခဲ့တယ်ဒီမှာပုံလေးနဲ့ကျွန်တော်ပြရပါပေါ့နော် CPU hash ရဲ့ဆက်သွယ်ချက်ကတော့ကျွန်တော်အခုမြင်ရတဲ့အတိုင်းပေါ့နော်1 hash မှာ1 cycle per second လို့ပြောတယ်ပေါ့နော်စသဖြင့်ကျွန်တော်ဒီနေရာမှာမေးစရာတစ်ခုရှိတာကကျွန်တော် Microsoft ကိုဖွင့်တယ်ပေါ့နော်ဖွင့်လိုက်တဲ့အခါမှာအဲ့ဒီ Word ကကျွန်တော်တို့က memory ပေါ်ရောက်တယ်ပေါ့နော်ရောက်သွားတယ်ဒီ Microsoft Word အတွက်ကို line ပေါင်း2000လိုတယ်ဆိုတော့အဲ့ line ပေါင်း2000လိုတယ်ဆိုတာကိုဘယ်သူကသိမှာလဲ memory ကသိမှာလား CPU ကသိမှာလားပေါ့နော်အဲ့တစ်ချက်ရှိရယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့လိုအပ်တဲ့2000ပဲထားပါတော့အဲ့ဒီ2000ကိုဒီ
ဒီဘက်ချမ်း CPU လွတ်ထားတဲ့ line မှာရော line အလွတ်2000ရှိသေးလားလို့ရောဘယ်သူကသိမှာလဲโอเคနော် CPU ကိုယ်တိုင်သိမှာလားဟို memory ကကြည့်ပေးမှာလားဒါတွေကျွန်တော်တို့သိရမယ်ပေါ့နော်အဲ့တော့တကယ်တော့အဲ့ဒါတွေကိုကျွန်တော် CPU ကလည်းမသိဘူး memory ကလည်းမသိဘူးပေါ့နော်ဘယ်သူကလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကို manage ဝင်လုပ်တာကျွန်တော် OS က manage ဝင်လုပ်တယ်ပေါ့နော်Microsoft Word အတွက် line ပေါင်းဘယ်လောက်လိုရဲဆိုတာကိုကျွန်တော်တို့က OS ကကျွန်တော်တို့သိရပေါ့နော်နောက်တစ်ခုကအဲ့ဒီ2000ရောဟိုဘက်ချမ်းမှာ CPU ကလွှတ်တဲ့ line မှာရောအလွတ်ရှိသေးလားဆိုတာကိုလည်းကျွန်တော်တို့ OS ကသိရပေါ့နော်ကြည့်ပေးတယ်ကြည့်ပေးပြီးတော့မှကျွန်တော်တို့ဟိုဘက်ကို CPU ဘက်ကို flow ဖြစ်သွားပြီးတော့မှ CPU ကတွက်တဲ့အပိုင်းပေါ့နော်အဲ့ဒါတော့ CPU ရဲ့အပိုင်းဖြစ်သွားပြီပေါ့နော် CPU တွက်တဲ့အပိုင်းမှာလည်းသူ့ရဲ့လောက်ကွက်နဲ့သူရှိရပေါ့နော်ဒီလောက်ဆိုရင် OS က processor resource တွေကိုဘယ်လို manage လုပ်တယ်ဆိုတာကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်နောက်တစ်ခုက memory resource ကိုဘယ်လို manage လုပ်လဲဗီဒီယိုလည်းအရင်ရှိနေမှာဆိုလို့ကျွန်တော်နားလည်လွယ်အောင်လို့အတူချုံပြီးတော့ရှင်းပြရရင်ပေါ့နော် software တစ်ခုခုဒါမှမဟုတ်ပေါ့နော် process တစ်ခုခုကို run လိုက်တဲ့အခါမှာ memory ပေါ်ရောက်တယ်ပေါ့နော်ဥပမာ Microsoft ကိုဖွင့်တဲ့အချိန်မှာ memory ပေါ်မှာနေရာယူရလို့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်အဲ့လိုနေရာယူတဲ့နေရာမှာကျွန်တော်ဖွင့်လိုက်တာနဲ့ memory ပေါ်တန်းပြီးနေရာယူတာမျိုးတော့မဟုတ်ဘူး Microsoft ကိုဖွင့်လိုက်တဲ့အချိန်မှာပေါ့နော် memory ထဲမှာကဟိုကျွန်တော်ဟောင်းလောင်းကြီးဖြစ်နေရမှာမဟုတ်ဘူးလေတခြားနေရာယူနေတဲ့ software တစ်ခုခုရှိကောင်းရှိနိုင်တယ်ပေါ့နော်အသစ်ဝင်လာတဲ့ software အတွက်နေရာအလွတ်ရှိမရှိဆိုတာလည်းရှိသေးရပေါ့နော်အဲ့တော့အဓိက main point ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်က memory ထဲမှာနေရာယူဖို့ပေါ့နော် Microsoft က900 MB လိုတယ်ပဲဆိုပါတော့နံပါတ်1ပေါ့နော်အဲ့ဒီ Microsoft အတွက်900 MB လိုတယ်ဆိုတာကိုဘယ်လိုသိမှာလဲနံပါတ်2ပေါ့နော်အဲ့လိုလိုအပ်တဲ့900 MB ကရော memory ထဲမှာနေရာလွတ်ရှိမရှိဆိုတာရောဘယ်သူကစစ်ဆေးပေးမှာလဲအဲ့အလုပ်တွေကို memory ကပဲသူ့အတူတည်ပြီးလောက်တာလား no ကျွန်တော်က program ဒါမှမဟုတ် process တစ်ခုခု run တဲ့အခါမှာပေါ့နော် memory ပေါ်မရောက်ခင်မှာအဲ့ဒီ program ဒါမှမဟုတ် process ရဲ့ site ကိုပေါ့နော် OS ကစစ်ဆေးမယ်ပြီးသွားလို့ရှိရင် memory ထဲမှာနေရာလွတ်မလွတ်စစ်ဆေးမယ်ပေါ့နော်ပြီးသွားရင် memory ကိုတင်ပေးမယ်ပြီးသွားရင် CPU စီကိုပို့မယ်ပေါ့နော် OS ကအဲ့ဒီအလုပ်တွေကိုတစ်ခုပြီးမှတစ်ခုလောက်တာမဟုတ်ကျွန်တော်တပြိုင်တည်းလောက်တာနော် Okay အဲ့လောက်ဆိုလို့ရှိရင် OS က memory resource တွေကိုဘယ်လို manage လုပ်တယ်ဆိုတော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်နောက်တစ်ခုကလည်းကျွန်တော်အရင်ရေးကြည့်ရပါတော့ OS က storage resource ကိုဘယ်လို manage လုပ်တယ်ပေါ့နော် example နဲ့ကျွန်တော်တို့က C အောက်က user အောက်ကမောင်အောက်ကပေါ့နော် desktop ပေါ့နော်ကျွန်တော်တို့သုံးနေတဲ့ desktop ပေါ်မှာပေါ့နော် computer.png ဆိုတဲ့ပုံလေးတစ်ပုံတင်လိုက်တယ်ပေါ့နော်အဲ့ပုံလေးကဘယ်ထဲဝင်သွားလဲအားလုံးသိတဲ့အတိုင်းပေါ့နော်ဒီ data က memory ထဲမှာရှိရလည်းမဟုတ်ဘူး CPU ထဲမှာရှိရလည်းမဟုတ်ဘူး hard disk ထဲမှာရှိနေရနော်ဒီပုံကို hard disk ထဲမှာရှိလို့ဆိုပြီးတော့ကျွန်တော်က2နဲ့ခွဲပြီးတော့ဖွင့်ပြီးကြည့်လို့မရဘူးပေါ့နော်ကျွန်တော်တို့ခုပြရတဲ့ C အောက်က user အောက်က desktop ဆိုတဲ့ပတ်လမ်းကြောင်းပေါ့နော် logical path လို့ခေါ်တယ်အဲ့ဒီပတ်လမ်းကြောင်းကကျွန်တော် Windows တင်ထားလို့ Windows ကကျွန်တော်တို့နားလဲအောင်လို့ပေါ့နော်ကိုစားပြုထားတဲ့ပတ်လမ်းကြောင်းတစ်ခုပဲကဲတော့ hard disk ထဲမှာ C ဆိုတာလည်းမရှိဘူး user ဆိုတာလည်းမရှိဘူး desktop ဆိုတာလည်းမရှိဘူး computer.png ဆိုတာလည်းမရှိဘူးเนาะကျွန်တော်တို့ hard disk မှာဒီ plate ပြားကြီးပေါ့နော်အဲ့ဒါကိုကျွန်တော် platter လို့ခေါ်တယ်အဲ့ platter ပေါ်မှာဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးအခန်းတွေရှိရပေါ့နော်အညီမျှနေရာယူထားတဲ့ဖျဲသီးစိတ်ပုံစံတွေရှိရပေါ့နော်အဲ့အစိတ်တွေကို disk setter လို့ခေါ်တယ်ပေါ့နော်အဲ့မှာ disk setter 1 disk setter 2 3ပေါ့နော်စသဖြင့်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့အညီမျှနေရာယူထားတဲ့အဝိုင်းရစ်လေးတွေရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့က track လို့ခေါ်တယ်အဲ့ track နဲ့ disk setter နဲ့ဆိုဖြတ်စုံသွားတဲ့နေရာကိုကျွန်တော်တို့က track setter လို့ခေါ်တယ်ပေါ့နော်အဲ့ track setter တွေကပေါ့နော်အခုလို group တစ်ခုအနေနဲ့ဖြစ်သွားရင်ကျွန်တော်တို့ကအဲ့ဒါကို cluster လို့ခေါ်တယ်အခုလိုစကားကြောတွေရှိနေပြီကျွန်တော်ပြောနေဆိုတာကအကြောင်းရှိရပေါ့နော် hard disk ထဲမှာအခုပြောနေတဲ့ပတ်လမ်းကြောင်းမရှိဘူးပေါ့နော် computer.png ဆိုတာလည်းမရှိဘူးဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ platter ပေါ်မှာတားလိုက်မုံတွေပဲရှိတယ်ငယ်တော့ကကျွန်တော်တို့သင်ခဲ့ရတဲ့လျှက်စစ်နဲ့တားလိုက်ဆိုတဲ့သင်ခန်းစာနဲ့ဆင်တူတယ်ပေါ့နော်ကျွန်တော်တို့က computer.png ဆိုပြီးတော့အမှန်သားပြုလိုက်တာနဲ့ပေါ့နော် hard disk ထဲမှာ hard disk ထဲကတားလိုက်မုံလေးလာစီမယ်ပေါ့နော်ဥပမာ track number 1 setter number က2 cluster number က3ပေါ့နော်ခုလိုပုံစံမျိုးဖြစ်သွားတယ်ကျွန်တော်တို့တင်ထားလိုက်ဟိုပေါ့နော် C အောက်က user အောက်က desktop ပေါ်က computer.png ဆိုတဲ့ file လေးတင်လိုက်တယ်ဆိုပေါ့နော်သူ့ကိုစားပြုတဲ့တားလိုက်မုံလေးရဟက်တဲ့အခန်းတစ်နေရာမှာနေရာယူမယ်ပေါ့နော် track number ကဘလောက် setter number ဘလောက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးနေရာယူပါမယ်ကျွန်တော်အခုပြထားရပေါ့နော် C user ဆိုတဲ့လမ်းကြောင်းပေါ့နော်အဲ့လမ်းကြောင်း logical path လို့ခေါ်တယ်ဒီ track number တွေနဲ့ပြထားတဲ့ကျွန်တော်အခုပြတဲ့ track number တွေနဲ့ပြတဲ့ဟာကိုကျွန်တော်တို့က physical path လို့ခေါ်တယ်ပေါ့နော်ခုချိန်ဒီကျွန်တော်တို့ OS ကပေါ့နော် storage resource ကိုဘယ်လို manage လုပ်တယ်ဆိုတော့ကျွန်တော်မရောက်သေးဘူးပေါ့နော်ဘာလို့မရောက်သေးရဆိုရင်ကျွန်တော်ကကြော်ပြီးပြောလို့မရလို့ပေါ့နော်အခုဒီဟာတွေမသိဘဲနဲ့ကျွန်တော်ကြော်ပြီးပြောလို့မရလို့ okay ဒီနေရာမှာကျွန်တော်တို့ OS က hard disk ကိုဘယ်လို manage လုပ်လဲကျွန်တော်တို့အခုပြထားတဲ့ပေါ့နော် desktop ပေါ်က computer.png ဆိုတဲ့ file ကိုဖွင့်တဲ့အခါကျရင်ကျွန်တော်တခြား video file တွေ PowerPoint file တွေပွင့်နေဆိုတော့လုံးဝမရှိဘူးပေါ့နော်ကျွန်တော်တို့ computer မှာလုံးဝမရှိဘူးဘာလို့မရှိရလဲဆိုရင်ကျွန်တော် OS က hard disk ကို manage လုပ်ထားလို့ဖြစ်တယ်ပေါ့နော်
ဘယ်လို manage လုပ်လဲဆိုရင်ကျွန်တော်အခုပြထားတဲ့ logical path နဲ့ physical path တွေကို mapping တွဲလို့ရတဲ့ table တစ်ခု OS ကနောက်ွယ်မှာတိစောက်ထားပေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီ table ကိုကျွန်တော်တို့က file location table လို့ခေါ်တယ်တချို့တွေဆိုသိရပေါ့နော်ကျွန်တော်တို့ Windows မှာဆိုလို့ရှိရင်first 16ပေါ့နော် first 32 NDFF ပေါ့ Linux မှာဆိုလို့ရှိရင်ကျွန်တော်တို့က EHD EHD2 EHD3 EHD4 စသဖြင့်ပေါ့နော် Windows တင်တဲ့အခါမှာကျွန်တော်တို့ hard disk ကို format ရိုက်လို့ရှိရင်ပေါ့နော်တချို့သိတာကျွန်တော်တို့ data တွေအပြောင်သွားတယ်ပဲသိတာပေါ့နော် format ရိုက်တဲ့အခါမှာကျွန်တော်တို့ file location table တစ်ခုစောက်တယ်ပေါ့နော်အဲ့ table ထဲမှာတစ်ဖက်မှာက logical path ရှိတယ်တခြားတစ်ဖက်မှာသူ့ကိုစားပြုတဲ့ physical path ရှိရပေါ့နော်ကျွန်တော်တို့က logical path ဘက်က file တစ်ခုကိုဖွင့်တဲ့အခါမှာပေါ့နော် OS ကကျွန်တော်တို့ဖွင့်တဲ့ file နဲ့သက်ဆိုင်တဲ့ physical path မှာတွားရှာပြီးတော့ကျွန်တော်တို့ဖွင့်ပေးတယ်ပေါ့နော် okay ဒီလောက်ဆိုရင် OS က storage resource တွေကိုဘယ်လို manage လုပ်တယ်ဆိုတာကိုနားလည်မယ်လို့ထင်ပါဗျနောက်တစ်ခုက OS က IO resource တွေကိုဘယ်လို manage လုပ်လဲ IO ဆိုတာက input output device တွေဖြစ်တဲ့ keyboard mouse printer scanner တွေကိုပြောတာပါ OS က IO ကိုဘယ်လို manage လုပ်လဲလို့မပြောခင်ပါဘောနော်စကားကြိုခံထားခြင်းတာတစ်ခုကကျွန်တော် IO resource နယ်ပယ်ကအကျယ်ကြီးပဲအဲ့ဒါတွေအကုန်လုံးလိုက်ပြောနေလို့အဆင်မပြေတဲ့အတွက်ကြောင့်အတက်နိုင်ဆုံး concept ကိုမိအောင်တော့ကျွန်တော်ခြုံပြီးတော့အနှစ်ချုပ်ပြောပြပါမယ်ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့စာရိုက်တယ်ပေါ့နော် ABCD စသဖြင့်ပေါ့ software တစ်ခုကိုသုံးပြီးရိုက်တာဆိုတော့ကျွန်တော်တို့ဥပမာ Microsoft ကိုသုံးပြီးတော့ရိုက်တယ်notepad ကိုသုံးပြီးတော့ရိုက်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အဲ့ရိုက်တဲ့စလုံးတွေက memory ကိုရောက်လာရင်ပေါ့နော်အဲ့မှာ OS က memory ကို manage လုပ်ထားတဲ့အခါကျတော့အဲ့စလုံးတွေနေရာယူဖို့ memory ထဲမှာနေရာလွတ်ရှိမရှိသူစစ်ဆေးမယ်နေရာလွတ်ရှိလို့ရှိရင်သူပေးဝင်မယ် memory ထဲမှာနေရာလွတ်မရှိရင်အဲ့မှာ OS ကစပြီနော်နေရာလွတ်မရှိတော့ဘူးဆိုရင်ခဏနေအောင်မင်းတို့ဝင်လို့မရသေးဘူးအထဲမှာတော့မပြီးသေးဘူးပေါ့နော်အဲ့တော့10C ဆိုပြီးတော့သူက10C ခိုင်းတယ်memory ကပြီးလို့လွတ်သွားပြီဆိုလို့ရှိရင်ကျွန်တော် 10C နေတဲ့ process တွေဝင်ခိုင်းလိုက်တယ်ပေါ့နော်အဲ့မှာ 10C ကလည်းပြည့်နေပြီ memory ထဲမှာလည်းပြည့်နေပြီပေါ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် OS ကဘယ်လိုသွားလဲဆိုရင် buffer လို့ခေါ်ရဲကျွန်တော်တို့ယာယီမှတ်ဉာဏ်အသေးစားလေးပေါ့နော်အဲ့ထဲကိုကျွန်တော်ပို့လွှတ်လိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကဟို IO resource manage လို့ခေါ်ရဲပေါ့နော် manage လုပ်တယ်လို့ခေါ်တယ်တကယ်လို့ memory ထဲမှာလည်းပြည့်နေတယ် buffer ထဲမှာလည်းပြည့်နေတာကိုကျွန်တော်တို့က ABCD ဆက်ရိုက်နေမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကြုံမှုတဲ့ blue screen လို့အဲ့ဒါမျိုးတက်တာတော့เนาะ auto shutdown ကြတာမျိုးတွေဖြစ်တတ်တယ်တချို့အခြေအနေတွေမှာကျွန်တော် memory ပြည့်တာမပြည့်ရနဲ့မဆိုင်မဲနဲ့ပေါ့နော် buffer တွေကိုတန်းပြီးပို့တာမျိုးတွေရှိရပေါ့နော် process တွေကိုလေအဲ့တော့နောက်တစ်ခုဥပမာနဲ့ပြောလို့ချင်းကျွန်တော်တို့က memory တွေကဒီ Microsoft file တစ်ခုပေါ့နော် print ထုတ်ဖို့အတွက်ပေါ့နော် file menu ကနေပြီးတော့ print ကိုနှိပ်တာပဲဖြစ်ပေါ့နော် control B နှိပ်တာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးနှိပ်လိုက်တဲ့အခါမှာကျွန်တော်ကစာရွက်တွေတန်းပြီးတော့ထွက်လာတာမျိုးမဟုတ်ကျွန်တော် Windows ရဲ့ task bar ရဲ့ညာဘက်နားလေးမှာပေါ့နော် loading ဆိုပြီးတော့လေကျွန်တော်တို့ printer ရဲ့ loading ပုံလေးပြရတယ်ပေါ့နော်အဲ့ဒါဘာလို့ loading လုပ်နေရလဲဆိုလို့ရှိရင် OS ကကျွန်တော်တို့ထုတ်တဲ့ file ပေါ့နော်အဲ့ Word file ကိုကျွန်တော်တို့က10 file အနေနဲ့ printer ထဲမှာ buffer လို့ခေါ်တဲ့ကျွန်တော်အသေးစား memory လေးရှိရပေါ့နော်ကျွန်တော်ရှေ့မှာပြောသလိုပြ printer ထဲမှာရှိရအဲ့ဒီ buffer တွေကိုဟိုတင်လိုက်တယ်ပေါ့နော် save လိုက်တယ် save လုပ်လိုက်တော့ printer တည်သွားတယ်ဒီ file ထဲမှာစာရွက်ဘယ်နှရွက်ပါတယ်ဟိုသူထုတ်ချင်တာတော့ဘယ်နှရွက်ထုတ်ချင်တာဘယ်စာရွက်ကိုတော့ copy ကူးမယ်ဆိုတော့သူကတည်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထုတ်တာဥပမာပေါ့နော်10ရွက်ပေါ့နော်10ရွက်ဆိုလို့ရှိရင်10ရွက်ထုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမအဆုံးတစ်ရွက်စားထွက်လာပြီဆိုတော့ကျွန်တော်တို့ကအဲ့ word file ပိတ်လိုက်လို့ရပြီ။ဘာကြောင့်ပိတ်လိုက်လို့ရရလဲဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်တဲ့အဲ့ word file တစ်ခုလုံးပေါ့နော် printer ရဲ့ buffer memory တွေကိုရောက်သွားလို့ရောက်နေလို့ပေါ့နော်။ရောက်တဲ့အခါမှာ printer အကုန်လုံးတိသွားပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဖွင့်ထားပေးစရာမလိုတော့ဘူးပေါ့နော်။ဖွင့်ထားလဲရတယ်ဟိုပိတ်လိုက်လဲရတယ်ပြဿနာမရှိဘူးပေါ့နော်။ဒီလောက်ဆိုလို့ရှိရင် OS က IO resource တွေကိုဘယ်လို manage လုပ်တယ်ဆိုတာကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ OS က UI ကို establish လုပ်ရတယ်ပေါ့နော်။ UI ဆိုတာက user interface ကိုပြောတာကျွန်တော်တို့ user တွေအသုံးပြုလို့လွယ်ကူအောင်လို့ OS က UI ကိုတိစောက်ပေးရတယ်ပေါ့နော် UI မှာမှကျွန်တော်က GUI နဲ့ CLI ဆိုပြီးတော့နှစ်မျိုးရှိတယ် GUI ကတော့ကျွန်တော် Microsoft OS သုံးတဲ့သူတွေအနေနဲ့ရင်းနှီးပြီးသားပဲပေါ့နော်ခုပုံထဲမှာပြထားသလိုမျိုးကျွန်တော်တို့က start menu တွေ taskbar တွေ notification area icon တွေပေါ့နော်နောက်မှာဆိုလဲကျွန်တော်တို့ minimize button တွေ maximize button တွေပြီးတော့ close ပေါ့နော်အဲ့လို button တွေကျွန်တော်ရှိရပေါ့နော်အဲ့လိုတိစောက်ထားတာကျွန်တော်က GUI လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုက command line interface လို့ခေါ်တယ်ကျွန်တော် CLI ပေါ့နော်သူကကျတော့ကျွန်တော်တို့ GUI လိုမျိုး start menu တွေ taskbar တွေနဲ့သုံးရတာမဟုတ်ဘဲနဲ့ကျွန်တော်ကွန်ပျူတာစဖွင့်လိုက်တာနဲ့ OS ကကျွန်တော်အမဲရောင် screen ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့က command တွေရိုက်ပြီးတော့အသုံးပြုရမှာပေါ့နော်အဲ့လို command တွေရိုက်ပြီးသုံးရလို့ကျွန်တော်က user interface မပါဘူးလားဆိုရင်တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော် command တွေရိုက်ပြီးသုံးနေရတာကကျွန်တော် user interface တစ်ခုပဲပေါ့နော်အဲ့လို CLI တွေ GUI တွေပေါ့နော် OS ကတိစောက်ပေးရတယ်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်က OS ကနောက်ွယ်မှာပေါ့နော်သူဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ကျေးဇူးပါဗျ